င်္ဂလာပါရှင်ဒီနေ့ကတော့ကလေးတွေအတွက်အိန္ဒိယနဲ့အလွယ်တကူလိုက်လုပ်လို့ရတဲ့အခြေခံလေ့ကျင့်ခန်း၃မျိုးနဲ့မိတ်ဆက်ပေးတင်ပါရှင်ပထမဆုံးတစ်ခုအနေနဲ့ဂျမ်ဘီခုံမယ်ဂျမ်ဘီခုံကတော့ကလေးတွေအတွက်နှလုံးအားကောင်းစေတယ်အားဟန်ထုတ်လုပ်မှုကောင်းတယ်စိတ်ဖိစီးမှုကိုလည်းရောကြစေတယ်ခနာကိုယ်ကိုလည်းဖွံ့ဖြိုးစေတယ်ပျော်ရွှင်စေတဲ့လေ့ကျင့်ခန်းလေးဖြစ်တယ်မလို့ဒီလေ့ကျင့်ခန်းလေးကိုကလေးတွေကိုတော့ပျော်ရွှင်စေပြီးတော့ကိုခနာကိုလည်းနှိုးကြစေတဲ့လေ့ကျင့်ခန်းလေးဖြစ်တယ်။မနေ့တိုင်းခုံလေးရှိမယ်ဆိုလို့ရှိရင်တော့ကိုယ်လည်းကျန်းမာရေးအတွက်လည်းအရင်ကောင်းမွန်တဲ့လေ့ကျင့်ခန်းလေးလည်းဖြစ်တယ်လို့ခနာကိုယ်လည်းဖွံ့ဖြိုးစေတဲ့လေ့ကျင့်ခန်းလေးဖြစ်တယ်။အားကြောင့်ဒီလေ့ကျင့်ခန်းလေးကိုလည်းပုံမှန်လေ့ကျင့်ပေးဖို့ပြောချင်ပါတယ်ရှင်။ Okay နောက်တစ်ခုကတော့ one level လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ဒီ one level လေ့ကျင့်ခန်းဆိုရင်ကလေးတွေအတွက်အာရုံစူးစမ်းမှုလည်းအားကောင်းစေတယ်။ဒါကြောင့်ဘဲလန်နဲ့ကောင်းတဲ့လေ့ကျင့်ခန်းလေးဖြစ်တယ်။လေ့ကျင့်ခန်းလေးကဆိုလို့ရှိရင်6တစ်ဖက်တည်းရထားတယ်6ရက်တည်းပြီးတော့လက်နက်ဖက်မဆက်နိုင်တဲ့ကလေးဆိုလို့ရှိရင်ဒီအတိုင်းပဲရခံရရင်နော်ဒီဘဲလက်လေ့ကျင့်ခန်းကိုလည်းပုံမှန်လုပ်ပြီးဆိုလို့ရှိရင်ကလေးတွေအတွက်အာရုံစူးစိုက်မှုလည်းအားကောင်းစေတယ်ကိုယ့်ကိုယ်ထိန်းချုပ်နိုင်မှုလည်းတိုးတက်စေတဲ့လေ့ကျင့်ခန်းဖြစ်တယ်အခုကလေးတွေကိုလည်းဖိအားအရင်ပြရရင်တော့သူတို့ကလေးတွေအချင်းချင်းကိုကြည့်ပြီးလုံနိုင်တော့ပဲလုပ်ခိုင်းပြပါဒါတိကနေတစ်ဆေးထီရေးရမျိုးတိကနေဒီလိုတစ်ဆေးထီမလုပ်နိုင်တဲ့ကလေးဆိုရင်တိကနေ9ထီတစ်ဖက်ကိုတိကနေ9ထီပြီးတော့ခိုင်းနိုင်မျိုးလုပ်ပြပါနော်Okay 1 2 3 4 5 6 7 8 9 10 Okay ဒီတစ်ဖက်စေခြင်းပြီဆိုရင်နောက်တစ်ဖက်ချင်းမယ် Okay နောက်တစ်ဖက်ချင်းလိုက်အောင် Okay နောက်တစ်ဖက်ကိုလည်းအဲ့လိုပဲ1 2 3 4 5 6 7 8 9 10 Okay Okay ဒီလေ့ကျင့်ခန်းလေးကဆိုလို့ရှိရင် balance လေ့ကျင့်ခန်းလေးလို့ခေါ်ပါတယ်Okay နောက်ဆုံးတစ်ခုကတော့ stretch လေ့ကျင့်ခန်းလေးဖြစ်တယ်ဒီ stretch လေ့ကျင့်ခန်းလေးကဆိုလို့ရှိရင်ကိုယ်ခန္ဓာလှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုပြီးတိုင်းမှာအဲဒီမှာခန္ဓာကိုယ်ပြန်ပြီးတော့အနားရတဲ့လေ့ကျင့်ခန်းလေးဖြစ်တယ်ဒီလေ့ကျင့်ခန်းလေးကဆိုလို့ရှိရင်စိတ်ငြိမ်သက်မှုကိုလည်းပေးပြီးတော့ခန္ဓာကိုယ်ကိုလည်းပေါ်ပါစေတဲ့လေ့ကျင့်ခန်းလေးဖြစ်တယ်ဒါဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ခန္ဓာကိုယ်ဒီလက်နှစ်ဖက်ကိုအပေါ်မြောက်ခိုင်းမယ်အပေါ်မြောက်ခိုင်းပြီးတော့လေကိုဝဝရှုခိုင်းမယ်လက်ကိုအောက်ချတဲ့ချိန်မှာလေကိုပြန်ထုတ်ခိုင်းအဲ့လိုမျိုးလေးတကယ်လို့ကလေးတွေက9ချိန်ပဲလုပ်နိုင်ဆိုလို့ရှိရင်9ချိန်ပဲလုပ်ပြီးပါဒါပေမဲ့10ချိန်လုပ်နိုင်ဆိုရင်တော့10ချိန်ပဲလုပ်ပါဒါပေမဲ့တစ်ခုရှိရတော့ဒီ4ချိန်ကတစ်ခုပြင်မှာတော့ဒီဟာလေးကိုလုပ်ပြီးဖို့တော့မမေးနဲ့နော်ကလေးတွေတော့ပို့ပြီးတော့ခနာကိုပြန်ပြီးတော့ငြိမ့်သက်တဲ့လေ့ကျင့်ရေးဖြစ်ပါတယ်ပြန်ပြီးတော့အနားရတဲ့လေ့ကျင့်ရေးဖြစ်တော့နော်โอเคဆက်လိုက်ကြရအောင်โอเคOkay. Okay. ဒီလိုလွယ်ကူတဲ့လေ့ကျင့်ခန်းတွေကိုနေတိုင်းအနည်းငယ်လုပ်ပြီးမှဆိုရင်ကလေးတွေအတွက်ခန္ဓာကိုယ်လည်းဖွံ့ဖြိုးစေမယ်ကျန်းမာရေးနဲ့ယုံကြည်မှုကိုလည်းတဖြည်းဖြည်းတည်ဆောက်ပြီးရတယ်ဒါကြောင့်နေတိုင်းပုံမှန်လုပ်ပြီးဖို့တိုက်တွန်းကြပါရှင်ကိုကျန်းမာပြီးတော့ပျော်ရွှင်တဲ့နေလေးတွေဖြစ်ကြပါစေအားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါရှင်